မင်္ဂလာပါပရိသတ်ကြီးခင်ဗျမနက်ဖြန်တရုတ်ပြည်မှာမိကိုတိုက်မယ်ကမ္ဘာထိပ်သီးအန်အီလောကကိုတုံ့လှုပ်စေမယ် UFC Final ရဲ့မိန်ကရဲ့ရင်ခုန်စရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ဥမာနဲ့တရုတ်နိုင်ငံဂုံဆောင်တို့ရဲ့ပွဲကြိုသုံးသက်ချက်တွေကိုတင်ဆက်ပေးလိုက်ပါတယ်ဒီပွဲကရိုးရိုးပွဲတစ်ပွဲမဟုတ်ပါဘူးတစ်ဖက်မှာခါဘေးရဲ့ဒီအဖွဲ့သားအာနယ်ဂျမစီတလောက်6ချစရာကောင်းတဲ့ဥမာစီနေပြီးတစ်ဖက်မှာလည်းအိမ်ဝင်းပရိသတ်တွေအားပေးမှုပြင်းထန်တဲ့လက်သီးချက်တွေနဲ့အတူအလွန်အမင်းအန်ဒီရများတဲ့တရုတ်ဖိုင်တာဆောင်စီနေပါတယ်ပထမဆုံးဥမာရဲ့အာသာချက်နဲ့အာနယ်ချက်ကိုအရင်ကြည့်အောင်ပါဥမာကတိုက်စစ်ရောစပီပိုင်းပါတိုက်စစ်စစ်နိုင်စွမ်းအလွန်မြင့်မားတဲ့ဖိုင်တာတယောက်ပါဒါပေမဲ့မာရတ်နဲ့ထိုးတဲ့ပွဲမှာပြန်ကြည့်ရရင်မာရတ်ရဲ့တပွဲလုံးအနာမပေးပဲဖိအားပေးမှုကြောင့်အသက်လုံးပိုင်းကတတိယအချီနောက်ပိုင်းမှာဥမာကစတင်ရိုင်နေသွားတာကိုတွေ့ရပါတယ်မာရတ်တို့တော်ရုံတန်ရုံနဲ့သက်လုံးမကြနိုင်တဲ့ကာဒီယိုဘလူးတကောင်နဲ့ဆင်ရတာမလွယ်ဘူးလှပါဘူးပီတာရန်နဲ့လိုခန္ဓာကိုယ်အနာတရားဖြစ်အောင်ဖိအားမပေးနိုင်ဘူးဆိုရင်သက်လုံးချင်းတီးတဲ့စိတ်ခေါ်ဖို့ဆိုတာဥမာအတွက်အတော်လေးရုန်းကန်ရမယ်ကိစ္စပါဒါပေမဲ့တခုတော့ရှိတယ်ဥမာရဲ့ striking ဘိုင်းကတော့ဘဒူနဲ့စစ်စင်အထင်ကြီးစရာအပြည့်ပါပဲကဲအခုဆောင်ရဲ့အခြေအနေကိုလှည့်ကြည့်အောင်တရုတ်ဖိုင်တာဆောင်ကလည်းပွဲစကလေးကအလွန်အမင်းဖိအားပေးပြီးထိုးတက်တဲ့သူတယောက်ပါဒါပေမဲ့ဆောင်မှာလည်းသူ့နဲ့ရင်ဆိုင်ရမယ့်အကြီးအမားဆုံးပြဿနာကသက်လုံးပါပဲဒီဖိုင်တာနှစ်ယောက်လုံးက UFC မှာ9ချီပွဲကစားတာ2ပွဲလောက်ပဲရှိပါသေးတယ်ဒါကြောင့်ဒီပွဲမှာသက်လုံးကိုအဓိကအဆုံးဖြတ်ပေးမဲ့သက်လုံးစစ်ပွဲကြီးတစ်ခုဖြစ်လာဖို့တေချာနေပါတယ်ဥမာကမာရနဲ့ပွဲမှာသက်လုံးပြဿနာရှိခဲ့ဘူးသလိုဆောင်ကလည်းဒီအချက်ကိုအမိအယဖမ်းပြီးအစကတည်းကဒရဇက်ဖိအားပေးဆော့လာမှအသေးချပါပဲဆောင်က striking ဘိုင်းတွေမကပဲ BJJ ဘိုင်းမှာကောင်းမွန်တဲ့အတွက်အမြေပြင်ဘိုင်းအထိပါဆွဲခေါ်ပြီးဥမာကိုဒုက္ခပေးဖို့စူးစမ်းလာမှမြင်နေရပါတယ်ဒါပေမဲ့ခါဘေးရတင်းဖွဲ့သားဥမာရဲ့ထိတ်တောင်ကောက်ွယ်မှုကလည်းသာမန်မဟုတ်ပါဘူးပွဲအစနှစ်ချီလောက်မှာတော့နှစ်ယောက်သားအပြန်အလှန်လက်သီးချင်းဖလှယ်ရင်ရက်ထိုးကြမှာသေချာပါတယ်ဒါပေမဲ့ဒီအချီတွေမှာထိရောက်တဲ့အသာစီးရယူမှုမရနိုင်ဘူးဆိုရင်ဆောင်ကထိတ်တောင်မဖြစ်မနေဝင်ဆွဲပါလိမ့်မယ်အဲ့ဒီအခါမှာဥမာရဲ့နီးစနစ်ပိုင်းကဘယ်လောက်အထိတက်ရောက်မလဲဆိုတာဆုံးဖြတ်ချက်ပေးပါလိမ့်မယ်ပွဲချိန်3ချီလောက်ကိုကြုံလွန်လာပြီးဆိုတာနဲ့ဆောင်တယောက်အမောဖောက်ကသက်လုံးကျလာဖို့ရှိပါတယ်အဲ့ဒီအခိုက်အတန့်ကိုအမေရအသုံးချပြီးဥမာကအချက်ချထိုးသက်ကအမှတ်နဲ့အနိုင်ယူသွားလိမ့်မယ်လို့ကျွန်တော်ကဒီလိုပွဲကြိုသုံးသက်ပေးလိုက်ပါတယ်ပရိသတ်ကြီးတို့ရောမနက်ဖြန်ပွဲမှာဥမာတယောက်အမှတ်နဲ့ပြပြတသားအနိုင်ယူသွားမလားဒါမှမဟုတ်တရုတ်ဖိုင်တာဆောင်ရပဲအိမ်တွင်းအာသာချက်နဲ့အနိုင်ယူသွားမလားကိုကြရဖိုင်တာကိုကွန်မန့်မှာဝင်ရောက်ခက်မှဆွေးနွေးပေးကြပါဦးခင်ဗျ